ခုချိန်ထိဝါးတဲ့သူတွေကိုဖတ်တီးပိန်တဲ့သူတွေကိုငဖောင်ရိုးလို့ခေါ်နေတော့လားဒါဆိုရင်တော့တော်တော်ခင်းနောက်ကျနေပြီလို့ပြောလို့ရတယ်လူတွေရဲ့ဝါးတာတွေပိန်တာတွေကလူတူတယောက်ချင်းစီရဲ့ lifestyle တွေသူတို့ရဲ့စားပုံတောက်ပုံဒိုင်ရက်တွေနဲ့အများကြီးသက်ဆိုင်ပါတယ်ဒါပေမဲ့လူတွေရဲ့ခန္ဓာကိုယ်ကိုသိပ္ပံနည်းကျသတ်မှတ်မဲ့ဆိုရင်တော့ဒီမျိုးပဲရှိပါတယ်အထက်ကပထမဆုံးတစ်ခုက ectomorph ပြီးရင်နောက်တစ်ခုက mesomorph နဲ့နောက်ဆုံးက endomorph တို့ဖြစ်ပါတယ်ပထမဆုံးတစ်ခုက ectomorph ဒီခန္ဓာကိုယ်မျိုးရိုးဗီဇရှိတဲ့သူတွေကိုတင်ပတ်ဝန်းကျင်မှာမမြင်ဘူးရင်အောင်ကြားဦးပါလိမ့်မယ်အဲ့လိုလူမျိုးတွေကဘယ်လိုလဲသူတွေဆိုတော့အယိုးရှင်းဆုံးနဲ့အလွယ်ကူဆုံးပြောရရင်ဘလောက်စားစားဝိမတက်တဲ့သူတွေမျိုးပါသူတို့က naturally သဘာဝအတိုင်းမွေးလာကနေကခန္ဓာကိုယ်ကတိတိတွတ်တွတ်ရှိတယ် low body fat သူတို့ကကိုရင်းအစီလည်းအရန်နေကြတယ်ကိုရင်းစီဝါဖြစ်စဉ်လို့ခေါ်တဲ့ metabolism ကလည်းအရန်မြန်ပြီးတော့သူတို့တွေကများသောအားဖြင့်အခြားသူတွေထက်လည်းတက်လုံပိုကောင်းကြတယ်တော်တော်လွတ်လည်းလှုပ်ရှားနိုင်ကြတယ်ဒါကြောင့်ပဝင်းကျင်မှာဆိုရင်တတိတွတ်တွတ်နဲ့တော်တော်လက်လက်မြန်မြန်လှုပ်ရှားနေတဲ့သူမျိုးတွေ့ရင်သူတို့ကဒီလိုခန္ဓာကိုယ်အမျိုးအစားရှိတဲ့သူတွေပါမကောင်းတဲ့အချက်တွေနဲ့တော့သူတို့မှာကကြွက်သားတိဆောက်တာခက်တာ weight တက်ဖို့မလွယ်တာပြီးတော့တချို့အာဟာရမလုံလောက်တဲ့သူတွေမှာဆိုရင်ဖွံ့ဖြိုးမှုအားနည်းတာမျိုးတော့ဖြစ်နိုင်ပါတယ်ခန္ဓာကိုယ်ကြီးထွားဖို့အတွက်သူများတွေထွက်လဲပို့ပြီးတော့စားရတယ်လို့တချို့ကိုယ်ခံအားနည်းတဲ့သူတွေမှာဆိုရင်ပြင်ပယောဂတွေဝင်ရောက်နိုင်တာမျိုးနာမကျန်းခဏဖြစ်ရမျိုးတွေနဲ့လည်းကြုံနိုင်ပါတယ်ပြီးရင်တော့နောက်တစ်မျိုးက endomorph ဒီခန္ဓာကိုယ်မျိုးဗီဇရှိတဲ့သူတွေကကြောရှေ့ရတစ်မျိုးနဲ့လုံးဝဆန့်ကျင်ဘက်လေးရှိရင်တော့ဝါရတဲ့သူတွေပေါ့ဒီလူတွေမှာကြတော့ခန္ဓာကိုယ်ကလည်းကြီးတယ်အားကလည်းတန်ကြတယ်သူတို့ကကြွက်သွားတိဆောက်ခြင်းရင်လည်းလွယ်ပြီးတော့ခန္ဓာကိုယ်အောက်ပိုင်းနေဆိုရင်လည်းတော်တော်တန်ပါကြပါတယ်မကောင်းတဲ့အချက်အနေနဲ့ကတော့ကိုယ်ဦးလေးချိန်တိုးဖို့အရန်လွယ်တဲ့အတက်ကြောင့်အစားအသောက်မစင်ကျင်တာမျိုးကိုထိမ့်သိမ့်မှုမရှိတာမျိုးဆိုရင်တော့အဝလွန်တဲ့ယောဂဆက်ဆက်မှုတွေခံစားနိုင်ရပါတယ်နောက်ဆုံးတစ်ခုကတော့ mesomorph ပါဒီလိုမျိုးရိုးဗီဇရှိတဲ့သူတွေကတော့အလွန်ကံကောင်းတဲ့သူတွေပါသူတို့ကသဘာဝအတိုင်းမွေးလာတဲ့ခန္ဓာကိုယ်ကြွက်သားပါတဲ့လောက်လည်းပါပြီးတော့တော်တော်လက်ဖြက်လက်ရှိကြတယ်ကြွက်သားတိဆောက်တာလည်းအရင်မခက်ပဲနဲ့အစီကျဖို့လည်းလွယ်ကူတဲ့သူတွေပါကိုယ့်ရဲ့ပဝင်းကျင်မှာလေ့ကျင့်ခန်းလည်းမလုပ်အစားတောက်ကိုထိမ့်သိမ့်မစားဘဲနဲ့ခန္ဓာကိုယ်အရန်လှနေတဲ့သူတွေတွေ့ဦးပါလိမ့်မယ်လိုမျိုးသူတွေတွေ့ရင်တော့သူတို့က genetic မျိုးဒီလိုခန္ဓာကိုယ်အမျိုးရိုးဗီဇမျိုးရထားလို့ပါအားပဲကြာနေလိုက်ပါလူတွေအားလုံးကိုဒီ၃မျိုးတဲ့တော့အတိအကျပြောလို့မရဘူးဘာလို့လဲဆိုတော့လူတွေအကုန်လုံးကဒီ၃မျိုးတဲ့ကနေတစ်ခုနဲ့တစ်ခုရောရှက်ပြီးတော့ဖွဲ့စည်းထားတာပေါ့ဒါပေမဲ့တကယ်ခြုံငုံပြီးကြည့်မယ်ဆိုရင်ကျွန်တော်တို့လူတွေအားလုံးကဒီ၃ခုတည်းကတစ်ခုနဲ့တော့ဆင်နေပါလိမ့်မယ်အကုန်လုံးမတူရင်တော့ဆင်နေပါလိမ့်မယ်ကိုယ့်ရဲ့ခန္ဓာကိုယ်အမျိုးအစားကလည်းဘာအမျိုးအစားလဲကွန်မန့်ထဲမှာရေးပေးသွားပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်